ဆောင်းတဲ့ပုဂ္ဂိုလ်လေးတောင်းရမှာကြမှာဒီကျော်မျိုးကိုရလို့ရတယ်လေခါရောက်လာပါလာလို့ဒီဖတ်ကြည့်လာစားတဲ့ချင်လေးဆိုပြောင်းဝဲဆန်းရိုးရကကြတယ်အခုပဲရောက်ရှိနေတာလားခင်ဗျာရှမ်းအကိုကြီးရှမ်းတချီလေးတစ်ပုတ်လောက်ဆိုပြပါရှမ်းတချီချင်းလေးလဲဆိုပြအောင်မန်ရှမ်းရိုးရကကြတယ်အခုဆိုတော့ကျွန်တော်တို့တူကမနီကိုရောက်ရှိနေတာပြပါတယ်ခင်ဗျာဒီမှာတော့ရှမ်းတိုင်းရင်းသားလေးစိုင်းကြီးဖြစ်ပါတယ်စိုင်းကြီးဟိုစိုင်းလေးရပြပါလားခင်ဗျာတို့နေမိုးလေးတွေရွာနေတာပြပါတယ်အဖက်လေးနဲ့လာကိုယ်ဆိုတော့ကျွန်တော်တုကမန်နီကိုရောက်ရှိနေတာပြပါတယ်အားတော့တောင်ကြီးရှမ်းတုကမန်နီကကိုကြီးနှုတ်ဆက်လိုက်ပါဦးနှုတ်ဆက်လိုက်ပါဟိုဘာဟိုမင်တာဟိုမင်တာကျွန်တော်ရဲ့ဖင်လာမှာပတ်စံရှာနေပါကျွန်တော်ဖင်လာမှာချိန်မိုင်းလုံးနေပါတယ်ဟုတ်ပါဘူးပါနဘူးရ30ရပါပြီ